ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမဒီနေ့ကြောက်ကစီးနေရတဲ့သူတွေသွေးရမယ့်အကြောင်းလေးကိုသွေးမသွင်းသင့်တဲ့အကြောင်းလေးကိုလည်းပြောပြပေးမှာဖြစ်ပါတယ်ညီမပြောပြမယ့်အခုအကြောင်းအရာလေးကညီမအမျိုးသားကြတော့သွေးကို9လပိုင်းမှာတစ်ကြိမ်သွင်းလိုက်ရတယ်12လပိုင်းမှာတစ်ကြိမ်သွင်းလိုက်ရတယ်ဒီ2025ထဲမှာပဲပေါ့နော်2025 9လပိုင်းမှာသွေးတစ်ကြိမ်သွင်းရတယ်12လပိုင်းမှာသွေးတစ်ကြိမ်သွင်းရတယ်အခု6လပိုင်း73ရက်မှာပေါ့နော်ခွဲစိတ်မှုပြုလုပ်မှာပေါ့2026 6လပိုင်း73ရက်မှာခွဲစိတ်မှုပြုလုပ်မှာ2025 9လပိုင်းမှာသွေးတစ်ကြိမ်သွင်းရတယ်12လပိုင်းမှာ2025 12လပိုင်းမှာတစ်ကြိမ်သွင်းရတယ်2026မှာကြတော့ညီမတို့ဘယ်လိုပြောရမလဲခွဲစိတ်ဖို့လုပ်မှာပေါ့နော်2026မှာ4လပိုင်းအိန္ဒိယကိုရောက်တယ်6လပိုင်းမှာခွဲစိတ်ကမှာပေါ့နော်ညီမပြောပြခြင်းတဲ့အကြောင်းအရာသွေးရဲ့အကြောင်းအရာပေါ့ဆရာဝန်ကကြောက်ကအစားထိုးဖို့လုပ်ဖို့ပြုထားရဆိုရင်သွေးကိုအတက်နိုင်ဆုံးမသွင်းဖို့ပြောထားရပေါ့နော်သွေးတဲ့ခါကျရင်သူများသွေးတစ်အချက်အဲ့သွေးရပါလာမဲ့ဘီဘိုးစီပိုးတွေပါလာခဲ့မယ်ဘလောက်ပဲစစ်ပေါ့နော်ဘီဘိုးစီပိုးတွေပါလာခဲ့မယ်ဆိုရင်ကြောက်ကလဲတဲ့သူရဲ့ခန္ဓာကိုယ်ထဲမှာဝင်သွားမယ်ဆိုရင်နောက်ထပ်ကြောက်ကအစားထိုးမဲ့ဥစ္စာလုံးဝအဆင်မပြေနိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အားကြောင့်မို့အဓိကမိန်ကတော့သူတို့ကသွေးမသွင်းပါဘူးသွေးမသွင်းထားတဲ့ခန္ဓာကိုယ်ဆိုပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးညီမအမျိုးသားကြတော့9လပိုင်းမှာအစာအိမ်မှာအနာပုံစံမျိုးလေးဖြစ်တော့ဝမ်းသွားတော့သွေးပါတာပေါ့နော်ဝမ်းသွားတော့ဝမ်းမဲကြီးတွေသွားတာပေါ့ဝမ်းမဲကြီးတွေသွားတဲ့အခါကျတော့သူတို့တွေကဝမ်းမဲသွားတယ်ဆိုပြီးတော့အထဲထဲကိုအစာရင်ထဲကိုမှန်မြောင်းကြည့်တယ်ပေါ့နော်မေဆေးနဲ့မှန်မြောင်းကြည့်တယ်အဲ့ချိန်မှာအစာရင်ရဲ့ဦးနှံရံလေးမှာအနာလေးတွေပေါ်နေတယ်ပေါ့နော်အဲ့လိုအနာလေးတွေပေါ်နေတဲ့အတွက်သူတို့ကဘယ်လိုပြောမလဲ H pylori ပိုးဝင်တယ်ပေါ့နော် H pylori ပိုးဝင်တဲ့အတွက်သူတို့ကပိုးသက်ဆေးကိုနှစ်ပတ်တိုက်ပါတယ်နှစ်ပတ်တိုက်ပြီးတော့သွေးကိုမဖြစ်မနေအစာအိမ်ဦးလန်းချောင်းဆရာဝန်နဲ့ကြောက်ကအထူးကုသမားတော်နဲ့နှစ်ယောက်လုံးတိုင်ပင်ပြီးမှသွေးကိုသွင်းတယ်သွေးကိုသွင်းတဲ့အခါညီမတို့ကလဲမယ်ဆိုတာကိုကြောက်ကအထူးကုသမားတော်ကသိတဲ့အတွက်သူလူနာအတွက်ကိုအစာအိမ်နဲ့ဦးလန်းချောင်းဆရာဝန်ကိုဖီတာနဲ့သွင်းမယ်ပေါ့နော်ဒီသွေးကိုဆိုဖီတာနဲ့ပထမတစ်ကြိမ်9လပိုင်းမှာဖီတာနဲ့တစ်လုံးပဲသွင်းခဲ့တယ်ပေါ့နော်သွေးရဲ့ရာခိုင်နှုန်းကလည်းဟီမိုဂလိုဗင်ကအဲ့တော့ဟီမိုဂလိုဗင်4နော်အဲ့တုန်းကဆိုလဲကျမမျိုးသားဟီမိုဂလိုဗင်4ပေါ့4ဝဲရှိတော့တဲ့အချိန်ကျမှဖြစ်မနေအရန်အန်နေရှိရမယ်ဖြစ်မနေသွင်းရမယ်ဆိုင်နဲ့ဦးလန်းချောင်းဆရာဝန်ကပြောတဲ့အတွက်ကိုကြောက်ကဒုက္ခသမားတော့လက်ခံပြီးတော့သူကလည်းလက်ခံပြီးမဖြစ်မနေခမရသွေးတစ်လုံးတော့သွင်းမှရမယ်ဒါပေမဲ့ကျွန်တော်တို့အတက်နိုင်တော့ဖစ်တာတွေနဲ့သွင်းမယ်အဲ့ဖစ်တာတွေကရှားတာခတ်တယ်ဆေးဆိုင်တွေမှာပေါ့နော်အဲ့ဒါလိုက်ရှာပြီးတော့သွင်းဖြစ်ပါဆိုအဲ့ဥစ္စာကိုလိုက်ရှာပြီးညီမတို့အဲ့ဖစ်တာနဲ့သွင်းခဲ့တယ်ပေါ့နော်9လပိုင်းမှာတစ်ချိန်သွင်းခဲ့တယ်ပြီးတော့တောက်လျှောက်အဲ့မှာအဆင်ပြေသွားပြီးဆင်းလိုက်တယ်ပေါ့နော်12လပိုင်းမှာကျတော့ဘာထပ်ဖြစ်လဲဆိုတော့အဲ့လိုပဲဟီမိုဂလိုဘင်ထပ်ထိုးကြတယ်လဲတော့မယ်ခန်းကဏ္ဍလုံနေတဲ့အချိန်ကျမှဟီမိုဂလိုဘင်ထပ်ထိုးကြတော့ဆရာဝန်ကမသွင်းကျင်ဘူးပေါ့နော်12လပိုင်းမှာသူကမသွင်းကျင်ဘူးပေါ့နော်အဲ့လိုမသွင်းကျင်တဲ့အခါ12လပိုင်းကဲအဲ့ဆိုလဲမသွင်းကျင်ဘူးဆိုလဲစောင့်ကြည့်မယ်ဆိုသူတို့စောင့်ကြည့်နေတဖြည်းဖြည်းနဲ့သွေးပြန်တက်လာတဲ့အတွက်အဲ့မှာမသွင်းရတော့ဘဲနဲ့သူကကြောက်ကဆေးလိုက်ရတာပေါ့ကြောက်ကဆေးလိုက်တော့အမသွေးရဖြည့်တဲ့ဆေးတွေတစ်ခါထိုးအဲ့လိုမျိုးထိုးလိုက်တဲ့အတွက်မသွင်းရတော့ဘူးပေါ့နော်ဒါပေမဲ့ညီမတို့ဒီကိုလာမဲ့4လပိုင်းမရောက်ခင်မှာ3လပိုင်းမှာတစ်ချိန်သွင်းလိုက်ရတယ်အဲ့ဒါဘာကြောင့်သွင်းလိုက်ရတာ3လပိုင်းမှာဟီမိုဂလိုဘင်ထိုးကြသွားတာအဲ့တော့ကလည်းဘယ်လောက်လဲ6နော်6ပဲရှိတယ်အဲ့တော့လည်း4.8 hemoglobin 4.8ပဲရှိတော့လို့ညီမတို့အဲ့မှာမဖြစ်မနေပေါ့နော်သွေးသွင်းလိုက်ရအဲ့တော့ဆိုလုံးဝ fit တာလုံးဝဘီဘိုးစီဘိုးတွေကိုစစ်တဲ့ fit တာကိုလိုက်ရှာတာအဲ့မှာအကုန်လုံးဆေးဆိုင်ဘိုးချုပ်ဆေးမင်္ဂလာဆေးရဘိုးချုပ်ဆေးတစ်တွေရှာတယ်မင်္ဂလာဆေးအောက်ထပ်တွေရှာတယ်ဆေးဆိုင်တွေအကုန်လုံးပတ်ရှာတယ်နောက်ဆုံးမရတဲ့အဆုံးကျမလည်းလက်မှန်ချပြီးပြန်လာပြီးငိုယိုနေတဲ့အချိန်မှာဆရာမကနေပြီးဆရာဝန်ကြီးကိုလှမ်းပြောပြီးတော့သူကသွေးထုခုဆရာဝန်နေစီမှာသူအကူအညီတောင်းကြည့်ပါမယ်တဲ့စိတ်တက်မကြပါနဲ့ဆိုပြီးတော့သွေးထုခုဆရာဝန်နေစီမှာသူတို့အကူအညီတောင်းကြည့်လိုက်တဲ့အချိန်မှာအဲ့ဖစ်တာရလာတယ်ဘီဘိုးစီပိုးစစ်ထုတ်တဲ့ဖစ်တာအဲ့ဒါကိုသူရှိမရှိပေါ့နော်သွေးထဲမှာရှိမရှိကြောက်ကလဲမဲ့သူဆိုတာသူကလုံးဝရာခိုင်နှုန်းတိတ်ဆောက်လို့မရဘူးပေါ့နော်အဲ့အတွက်သူတို့ကဒီဥစ္စာစစ်ထုတ်မှာပဲဆိုပြီးတော့ကြောက်ကဆရာဝန်ကြီးကအဲ့ဒါပြောတော့နဲ့ဖြစ်လိုက်တော့ဘီဘိုးစီပိုးစစ်ထုတ်တဲ့ဖစ်တာကိုရခဲ့တယ်အဲ့ဖစ်တာနဲ့ညီမတို့ကအဲ့မှာစစ်ပြီးတော့ထည့်တာပေါ့နော်ထည့်ပြီးတော့အဲ့ဒါနဲ့ထည့်ပြီးတော့နောက်တော့3လပိုင်းကုန်ကန်နီး3
30ရက်နေမှာတစ်ခါစေးုံထပ်တက်ပြန်အောင်အိုက်လာရဲမှာပဲပထမတစ်ချိန်ကသွေးပြီးသွားရင်ဒုတိယတစ်ချိန်ကကြတော့အဲ့လိုပေါ့ကြောက်ကဆေးပြီးပြန်လာတဲ့အချိန်မှာအားနေတာပေါ့ဖျားပြီးတော့အဲ့လိုဖျားပြီးတော့အဲ့လိုအမှန်တကအဆုတ်ထဲကိုရေဝင်တာပေါ့နော်အဆုတ်ထဲကိုရေကိုထုတ်တဲ့အခါကျတော့အစင်မပြေတော့အဆုတ်ထဲရေဝင်တာနှလုံးနဲ့အဆုတ်ကြားမှာရေဝစ်နေတာနှလုံးရဲ့အရှေ့ပိုင်းမှာရေမရှိဘူးနှလုံးရဲ့နောက်ဘက်မှာပဲရေရှိတယ်အားကြောင့်မို့ကြောက်ကစီးတဲ့အချိန်မှာရေကိုစစ်ထုတ်နိုင်စွမ်းရှိအောင်လို့ခုခံကောင်းအောင်လို့ကိုကန်ကောင်းအောင်လို့စားပါတောက်ပါတဲ့အဲ့လိုပြောတာကိုကန်မကောင်းတဲ့အချိန်ကျတော့ဥမာ4000ထုတ်မယ်ဆို3000လောက်ပဲထုတ်လိုက်တော့တာရေရဲ့ကြံသွားတဲ့အခါကျအဆုတ်ထဲကိုနည်းနည်းကြံတဲ့ရေတွေကဝင်သွားကအဆုတ်ထဲပိုးဝင်တဲ့ပုံစံမျိုးဖြစ်သွားရောဖြစ်တော့အဲ့မှာအကြောင်းဆုံးရာတလိပ်တစ်စစ်ဘားတစ်စစ်နဲ့ထပ်ဖြစ်သွားကြတာပေါ့ထပ်ဖြစ်သွားတော့ဒီကိုညီမတို့ကလာဖို့က4လပိုင်း4ရက်နေ4ရက်ဖြတ်ပြီးဝိုင်း30ရက်နေရအရေးပေါ်စိတ်ုံတက်ကြတဲ့အခါမှာအဲ့လိုတွေဖြစ်သွားတော့1ရက်2ရက်မှာတလိပ်ပိုးတွေပါစစ်တော့လဲတလိပ်ပိုးတွေ TV လို့ဘာလို့တွေဖြစ်ကုန်ကြတယ်ဖြစ်ကုန်ကြတဲ့အချိန်မှာအဖျားညနေပိုင်းဆိုပြန်တက်တာညနေပိုင်းဆိုပြန်တက်အမလို့ဖြစ်နေတယ်အမှန်တကယ်တော့ तू ကတလိပ်ပိုးရဲပါတာပေါ့နည်းနည်းပါတာပေါ့ဒါပေမဲ့အဆုတ်ထဲမှာအဓိကမင်းရတော့ရေဝင်နေတာပေါ့နှလုံးနဲ့အဆုတ်ကြားမှာအဲ့ဒါနဲ့နှလုံးနဲ့အဆုတ်ကြားမှာရေရှိတယ်အကိုရိုက်တော့လဲရေရှိတယ်ဆိုတော့ဆရာဝန်တွေကနှလုံးထုခုဆရာဝန်တွေထပ်ချင်းထပ်ပြနှလုံးထုခုဆရာဝန်တွေကသူ့ရဲ့လောက်ကသူ့ရဲ့ working ကအရှိတ်ဘက်မှာမရှိဘူးနှလုံးရဲ့အနောက်ဘက်မှာဖြစ်တဲ့အတွက်သူတို့ကလုံးလို့မရဘူးနှလုံးကရေဆုပ်ထုတ်တယ်ဆိုတော့အဲ့လိုမျိုးမြင်လေးနဲ့နှလုံးဘေးနားထဲကိုထိုးထည့်ပြီးနှလုံးထဲမှာရှိတဲ့ရေကိုဆုပ်ထုတ်ဒါပေမဲ့သူ့ရဲ့ working လောက်ကွက်မရှိတဲ့အတွက် तू ကမလောက်လဲရတယ်ဒါဆေးထုတ်တာနဲ့ဒီရေထွက်သွားမယ်နှလုံးဆရာဝန်ကအထူးကူကပြောပြန်ရောအဆုပ်ဆရာဝန်ကြတော့လဲ तू ကညဘက်ကျအဖျားပြန်တက်တာတော့ဟိုကတလိပ်စစ်ထားတဲ့အဖေကမရသေးတယ်ဆိုတော့သူတို့ကလည်း TV လို့တတ်မှတ်ပြီးတော့မနှက်ဖြန်လို့လေမော်သွားဖို့လေဝန်တက်ဖို့လက်မှတ်တွေပါကလုံးဖြတ်ပြီးွားပြီဒါပေမဲ့သူတို့ကမသွားပါနဲ့ပေါ့ဝိုင်းတာကြတယ်တစ်အချက် TV ဖြစ်ခဲ့မယ်ဆိုရင်ဒီအဖေက TV တော့မသေးကြသေးဘူး TV ဖြစ်ခဲ့မယ်ဆိုရင်ဟိုမှာအချိန်ကြာသွားမယ်ငွေကုန်ကြေးကြာသွားမယ်အဲ့လိုမျိုးနှလုံးဆရာဝန်ကတော့ तू ကရေလို့ထင်တယ်အဲ့တော့သွားပါကြောက်ကဆရာဝန်ကတော့သူ့ရဲ့လူနာကို तू ကအနေထားကိုလည်းသိတယ်ငွေလည်းအရင်အကုန်ကြမခံနိုင်ဘူးအဲ့လိုမျိုးလည်းသိတယ်ဆိုတော့သူတို့ကတော့ဆုံးဖြတ်ပေါ့သွားချင်လဲသွားရင်လည်းကောင်းတယ်ပေါ့ဒါမဲ့ဟိုကိုတိုင်းဆုံးဖြတ်ရမှာပေါ့ဒီအဓိက main ကတော့ तू ကငွေကုန်မယ်ငွေကုန်ကြေးကြများသွားမယ်အချိန်ကြာသွားမှာသူတို့ကကြောက်တာအဲ့ဒါညီမတို့ကငွေမတက်နိုင်တဲ့ခါကျခါပြတ်သွားမှာဆိုလို့ဆရာဝန်တွေကကိုရီးရဲ့အကြောင်းတွေကိုသိနေတော့သူတို့ကအဲ့ဒါကြောင့်မလို့သူတို့ကဟိုတူကကျတော့မသွားဖို့ပေါ့နော်မသွားနဲ့ဒီမှာကုကပ်ပြီးတော့မှ तू ကသွားဖို့အဲ့လိုပြောတာပေါ့နောက်ဆုံးညီမတို့ကမရဘူးဒီကဆရာဝန်နဲ့လှမ်းတိုင်မယ်ကြည့်တော့သူတို့ကလာခဲ့ပါဒီမှာအဆင်ပြေအောင်ကုမယ်ပေါ့ဒါအဆုတ်ထဲမှာရေဝိုင်းတာTV တော့မဖြစ်တော့သေးဘူး post ဒီကြောင့်မှထပ်စစ်ကြည့်မယ်ပေါ့ဖြစ်ရင်လည်းအကောင်းဆုံးကုသကြမယ်ဆိုပြီးအဲ့လိုပြောရတယ်ကဲဒီကဆရာဝန်လည်းကတော့သွားမယ်ပေါ့သွားမယ်ဆိုတာတေချာသွားပြီဆိုတော့ဒီကဆရာဝန်တွေကတော့ပြီးတော့ညီမတို့ကမနက်ကိုလေရင်နဲ့တက်လာပြီးအိန္ဒိယရောက်လာပေါ့နော်အိန္ဒိယရောက်လာတော့မှအဲ့ရနေအဖြေလွှာထပ်ပို့ပေးတာအမှန်တော့တလိပ်ပိုးပေါ့ TV ပိုးတော့မဟုတ်ဘူးတလိပ်ပိုးဆိုတဲ့အရာလေးကိုထပ်ပြီးပြောပေးတာပေါ့နော်အဲ့ဒါဒီမှာကျတော့ဆေးတာပေါ့ရေကိုပြောင်းအောင်ဆေးတဲ့တက်ကမင်းရေကိုပြောင်းအောင်ဆေးတဲ့အစားတောက်ကိုနိုင်အောင်စားတယ်တင်းလျောက်ပတ်တာစားတယ်အလွန်အကျွံမစားဘူးဥမာတပြက်သီးစားတာပန်းသီးစားတာဆိုပန်းသီးဆိုတစ်လုံးလောက်ဆိုတော်ပြီးတော့တစ်လုံးလောက်တစ်ချမ်းလောက်ဆိုကိုတော်ပြီးတော့နော်ပန်းသီးကတော့ကြောက်ကသမိုင်းနဲ့တဲ့ပါတယ်ဒါမဲ့ဟိုတစ်လုံးထက်ကြော်ပြီးစားတဲ့အခါကျတော့ဘေးထွက်ဆိုးကျိုးကသူ့ဟာသူဖြစ်လာလေတစ်လုံးထဲမှာအကျိုးသက်ရောက်မှုရှိရင်တော့မှနှလုံးစားလိုက်ရင်ဘေးထွက်ကဖြစ်လာပြီအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါကြောင့်မို့သတိထားပြီးစားဖို့နောက်ပြီးသွေးတဲ့ဥစ္စာကကြတော့ညီမတို့ကအခုညီမမျိုးသားကို9လပိုင်းမှာတစ်ကြိမ်သွင်းရင်10လပိုင်းမှာသွင်းဖို့လုပ်တယ်ဒါပေမဲ့မသွင်းပြသွားဘူး3လပိုင်းမှာသွင်းလိုက်တယ်4လပိုင်းမှာညီမတို့ကြောက်ကက်ခွဲစိတ်ဖို့လဲဖို့လုပ်ကြတယ်ပေါ့နော်ဒီကိုရောက်တော့6လပိုင်းမှာညီမတို့ကအခု result ကတော့ထွက်သွားပြီ6လပိုင်းဇွန်23မှာခွဲစိတ်မယ်12မှာစေးုံတက်မယ်ပေါ့နော်အခုကညီမတို့ကစေးုံတက်တဲ့ပြတဲ့ဟိုလင်မယားနှစ်ယောက်လုံး medical check up တွေလုပ်ထားရပေါ့နော်အဲ့လိုမျိုးတွေလုပ်ထားတယ်ညီမပြောချင်တဲ့အဓိပ္ပာယ်ကတော့ဟိုသွေးတဲ့အခါကျရင်ဖြစ်နိုင်ရင်ဖစ်တာနဲ့သွင်းပါတော့နော်ကြောက်ကအစားထိုးဖို့ဟိုနေ့ဖြစ်ထားတဲ့သူဆိုဖစ်တာနဲ့သွင်းမှာအရင်လည်းမကြောက်ပါနဲ့ဆရာဝန်တွေကသူ့ဟာနဲ့သူတုံးတက်ပြီးတော့တေချာလုပ်ပေးပါရပေါ့နော်ညီမတို့ဆရာဝန်ဆိုရင်ဒေါက်တာဝေပြို့ဆိုအရန်ကောင်းပါတယ်သူ့လူနာကိုလုံးဝကြည့်ရပေါ့နော်လုံးဝထိခိုက်မဲ့အရာတွေဆိုဘာမှမလုပ်သူနဲ့ပထမသူနဲ့ညီမတို့ကလဲဖို့ဂရင်900မှာလဲဖို့လုပ်ထားတာဒါပေမဲ့ညီမတို့ကအဲ့မှာဒီမှာလူတွေကရတဲ့အခါကျဒိုနာတွေကမျိုးစုံရတယ်ပေါ့နော်မျိုးစုံရတယ်တကယ်ပေးမဲ့သူလည်းရှိရမပေးဘဲနဲ့အဲ့လိုလိန်တဲ့သူလည်းရှိရမျိုးစုံဒုက္ခမျိုးစုံနဲ့သူတို့ကပေးမဲ့လုပ်ပြီးတော့ကိုကဟိုမထားတာပေါ့နော်တကယ်ကြလည်းမပေးဖြစ်တော့အနာရောက်တော့ကြောက်ကြတာပေါ့ညီမဆိုလည်းအခုကြောက်တာပဲဒါပေမဲ့ညီမကြောက်တယ်ဆိုရင်ညီမအမျိုးသားကိုပေးတာပေါ့နော်အဲ့အတွက်စိတ်ကဖြည့်သိမ့်နိုင်စွမ်းရှိသေးတာပေါ့သူတို့ကကျတော့ဟိုလှူတာပေါ့နော်တော်တော်ဟိုကြောက်ကကိုရင်းကလေးစာလှူတယ်ဆိုတာကတော့လွယ်လွယ်ကူကူနဲ့လှူလို့မရပါဘူးတော်တော်ကြီးကိုတတိအရင်ပြည့်ပြည့်နေမှာဘတ်စုံဘက်က
ရဲစွမ်းတတိပြည့်နေမှဒီအရာလုံးလို့ရတာပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကတော့နောက်ဆုံးညီကုန်းချုပ်တာကတော့ဒီအကြောင်းအရာပြောချင်တာကတော့သွေးကိုသွင်းမယ်ဆိုရင် filter နဲ့သွင်းမှာ B positive စစ်တဲ့ filter ဆရာဝန်တွေအထက်ထပ်မေးပြီးမှဆရာဝန်တွေက user site နဲ့ပြောထားတဲ့ filter ကိုရအောင်ရှာပါမရရင်ရတဲ့နေရာလိုက်ရှာပါသွေးကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့လို filter မျိုးကကြတော့ညီမတွေ့ကြုံခဲ့တဲ့ဥစ္စာသွေးထုခုပါရဂူတွေစီမှာအဲ့ filter ရှိပါတယ်လွယ်လွယ်ကူကူမရအောင်ဆိုလဲထိုင်ငိုပြီးတောင်းပန်ပြီးတော့ဝယ်ပြီးတော့သွင်းပါပေါ့နော်အဲ့ဒါပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်